စာတိုင်းနဲ့ဟောတော့ပါမတန်းတောက်တယ်ဟိုရောက်နေပါရှင်ရတရားကိုသွားမယ်နော်တရားကိုသွားမယ်ဒီမှာငါးရှိတယ်ဒီဘက်မှာငါးစာငါးလေးတွေရှိတယ်နော်ဟဲ့တော့ငါးလေးရှိဝေးရွှေနေနော်ဝေးရွှေနေစားတယ်တရားဒီမှာအရှိကြီးတယ်တရားကိုပြတရားကိုကြောင်းလျှောက်အဆုံးကြည့်ပြတာနော်ဟာဒီလားနော်တရားအဆုံးကိုပြမယ်နော်တွင်းရင်ပြီးနေဟိုလာလို့ရှိရင်ဟန်ပြုတ်ပေါ့နော်အဲ့ဟိုလာရင်ဒီဟာဟိုဘက်ကအိမ်တူဘက်ကလာရင်သူကအရင်ရောက်တယ်နော်အမှထမင်းဝင်စားထမင်းကတန်တော့ကျွေးတယ်နော်မင်းကတန်နဲ့ကျွေးတယ်အဲ့ရမာတာရတယ်နေပြောင်းတော့မထူအေးနာဘာဖြစ်ဆိုတော့သူကဘေးမှာကြတော့ဟိုကတောင်ရှိတယ်တောင်ရှိတော့အဲ့တောင်ကဒီနေကိုကာကွယ်ပေးထားတဲ့အခါကျတော့ဒီနေရာကဘာဖြစ်ဆိုတော့နေပြောင်းမရှိဘူးအေးနာပေါ့နော်ဒါကဒီအဆုံးထိနော်ဒီဘက်ဒီကိုပြမယ်နော်လက်ကြည့်တောက်ရှောင်းရောက်တယ်ဒီလေးဆိုအကုန်လုံးနော်တာရတယ်အေးချမ်းဒီနေရာလေးကိုတော့ကင်းရင်နဲ့ဖန်မျိုးရောက်မယ်ဆိုလို့ရှိရင်ဒါဖြစ်အောင်လားနော်အကုန်လုံးပြော့ဆရာလေးတွေပါဘာမှဖိုက်ခါလည်းပူဆရာမလို့ဘူးနော်သမင်းကျွေးတယ်နော်ကင်းမလေးတွေချစ်ဆရာနော်မာလေးတွေပါကင်းမျိုးတွေကပွင့်နေတယ်နော်ပွင့်နေတယ်ယူသားတယ်နော်ဒီမှာတောင်းယူအကြီးပဲတောင်းတယ်လားတောင်းအကြီးပါပဲနော်တောင်းရှိတဲ့အတွက်ကြောင့်ဒီမှာတနက်ခါကြောက်ပြင်ဒီဘက်ဆိုလို့ရှိရင်တော်လေးကိုနှာတယ်တော်လေးနှာတယ်နော်ဒီမှာဘာလုပ်ပေးထားလဲဘာတနက်ခါနဲ့ကြောက်ပြင်တနက်ခါနဲ့ကြောက်ပြင်ရှိတယ်တနက်ခါတွေးပြီးတော့ဒီမှာလိမ့်လို့လည်းရတယ်ပေါ့နော်တနက်ခါလိမ့်ပြီးညနာလေးကိုအေးပါနော်ဒါဘာတနက်ခါလဲဆိုဟိုဟာတလက်မန်မသိဘူးနော်ဒါတနက်ခါလိမ့်လို့ဒီမှာရတယ်နော်တနက်ခါလိမ့်လို့ရတယ်အေးနာဒီမှာဖျားတော့ဆိုရှိတယ်ဒါကတော့ဘာလဲကျွန်းနဲ့ဖျားပါကျွန်းနဲ့ဖျားပါရှင်ကျွန်းနဲ့ဖျားအဲ့လိုမှဒီပန်းလေးဒီမှာပန်းလေးရှိတယ်ဒီမှာအလှငွေဒါကျွန်းနဲ့ဖျားပါကျွန်းနဲ့လိုသူကကြောင်းနဲ့လှုပ်ထားတယ်ဖျားဖြစ်တယ်ဖျားကိုကတော့မယ်ပေါ့နော်ဖျားကိုပူသွားပါမယ်ဒါလုံးသားရနာမှာဒီနေ့ထဲလိုက်ပါဦးဒါဖျားပါဖျားကကြောက်နဲ့လှုပ်ထားတယ်ကျွန်းနဲ့ဖျားတဆူရှိပါတယ်ရှင်ကျွန်းနဲ့ဖျားတဆူရှိတယ်ဒီမှာအလှငွေထည့်ပါမယ်ရှင်အလှငွေထည့်ပါမယ်နော်အလှငွေထည့်ပါမယ်ဖျားအောင်စွန်းတော်လေးတက်ပြီးပါတာရတယ်အေးချမ်းတာပဲဒီဘက်ဒီဘက်ဟိုဆိုလို့ရှိရင်ဟိုဟာတောင်ရဲ့
ပေါ်မှာလမ်းပေါ့နော်လမ်းလေးလောက်ထားတယ်ပေါ့နော်အဲ့ရှိတယ်ဟိုဘက်ကကြတော့ဒီလိုကျွန်းလိုမျိုးပေါ့နော်ရေကန်ရှိတယ်ဒီကကြတော့တောင်ကနေပြီးတော့ဒီဘက်ကိုတက်သွားလို့ရတယ်ပေါ့နော် ဟိုကတော့ထောင်စီရလို့ရှိတာ တောင်ကနေပြီးတော့ဒီပေါ်တက်မယ်နော်တော့တက်သွားလို့ရတယ်ဆိုတက်သွားလို့ရပါတယ်ရှင်သွားလို့ရတော့ဒီတောင်ကနေပြီးတော့ဒီဘက်လေးလမ်းလေးတုတ်ထားပြီးတော့နော်လမ်းလေးတုတ်ထားပြီးချမ်းနဲ့အားရကျန်တော့ကျွန်းပေါ့ကျွန်းကလည်းဟိုဘက်မှာပတ်လို့ရတယ်သူကဒီပေါ်လဲတက်လို့ရအပေါ်လဲသူကတက်လို့ရတယ်အပေါ်တက်သွားလို့လည်းရအောက်ဆင်းပြီးတော့အောက်ဆင်းပြီးသူကဘယ်ကိုရောက်သွားမလဲဟိုဘက်တစ်ပတ်ရောက်တော့ဟိုဘက်တစ်ပတ်ရောက်သူကဒီအထဲကိုလည်းအထဲမှာခုံရှိတယ်အထဲကိုလည်းတက်လို့ရတယ်ဒီဟာဆိုရင်သူကဒီဘက်ကိုတစ်ပတ်ပတ်လို့ရတယ်နော်တစ်ပတ်ဟိုဘက်ကနေအပေါက်ရှိတယ်နော်ဒီမှာပြဒီဘက်ကဆိုရင်ထွက်လာဒီဘက်ကအပေါက်ရှိတယ်နော်ဒီအထက်ကလာမယ်ဆိုဒီကအပေါက်ရှိဒါဆိုဒီကဒီလိုပဲသွားတော့မယ်နော်အဲ့ကနေပြီးတော့ဒီဘက်ကိုရောက်တယ်ပေါ့နော်ရောက်တော့ရင်ဒီကကြတော့ဝါရိတ်လေးဖြစ်သွားတယ်ဝါရိတ်လေးဖြစ်သွားပါပြီတော့ဝါရိတ်လေးဖြစ်သွားတော့ဒီမှာတောင်းရှုခွင့်ရဒီလိုရှိတယ်ဒီလိုရှိတော့ဒီလိုတစ်ပတ်ပတ်လိုက်တော့တစ်ပတ်ပတ်လိုက်လို့ရှိရင်ဒါကျွန်းကဒီမှာတက်လာဟိုဘက်ရောက်သက်ကနေဒီဘက်ကိုရောက်တယ်ညဒီအောင်းကြာနာတတာဘက်ကဒါကြတော့မြေပြင်ဖြစ်သွားတယ်မတောင်းလေးတောင်းအဲ့ဒါရှိဟိုကဟိုဘက်မှာဆိုရင်တောင်းရှိတယ်